တရားဝါတွေထဲမှာချမ်းသာတက်တက်ခံစားရတဲ့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ချမ်းသာတက်တက်ခံစားရတဲ့ဘုံကနတ်ဘုံချမ်းသာနဲ့ဆင်းရဲနဲ့ချမ်းသာနှစ်ခုတွဲဖက်ပြီးတော့ခံစားရတာကလူဘုံဇံအာယုန်နဲ့ကာမဂုဏ်အာယုန်นี่ကင်းကွာပြီးတော့ဇံအာယုန်နဲ့မြင့်မြတ်ဖြူစင်စွာအစာချမ်းအာဟာရချမ်းတွေမစားဘဲနဲ့ပီတိနဲ့ဘဝမှာယက်တည်နိုင်တဲ့ဘုံကဗြဟ္မဘုံလို့ဟောတရားဝါတွေမဲ့တရားဝါတိုင်းဒီအစာစားတာမဟုတ်သဗ္ဗေတ္တအာဟာရထိတိကတရားဝါတွေအာဟာရကြောင့်တည်တယ်လို့ဆိုဒီမှာအာဟာရဆိုတဲ့စကားလုံးဟာစားစရာတစ်ခုတည်းကိုပြောတာမဟုတ်ဘူးအကြောင်းကိုပြောတာနောက်လူတွေတဲ့အောက်နှိမ့်ကျသွားတဲ့ဒုက္ခတိဘုံလို့သတ်မှတ်ထားတာအဆိုးဆုံးကနိရယချမ်းသာတာတစ်စက်မှမရှိလို့နိရယလို့ခေါ်တာနိအယအယဆိုတာဒုက္ခနိဆိုတာကင်းနေတာချမ်းသာဒုက္ခလုံးဝမရှိတဲ့နေရာနိရယချမ်းသာဆိုတာကြားတော်မကြဘူးဒလစကြီးဒုက္ခခံနေရတာနိရယအဲ့ဒီတဲ့နည်းနည်းသက်တာကတိရစ္ဆာန်အဲ့ဒီတဲ့နည်းနည်းသက်တာကပြိတ္တာစင်စင်ရဲနဲ့လောကီစားတော်ရတဲ့ပြိတ္တာထဲမှာနော်ဝိနိပါတိကအတုရာလို့ဟောငရဲတိရစ္ဆာန်ပြိတ္တာအတုရအပယ်လေးပုံ